yes တော့အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ KG ခွတ်သားဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့လိုဘက်ရတဲ့ game တွေကိုပြပေးတော့မှာပဲဖြစ်ပါတယ်အဲ့ဒီ game ကတော့ကျွန်တော်တို့ Pour for free ပဲဖြစ်ပါတယ်ဒီ game လေးပါဒီ game လေးမှာဆိုရင်လိုဘောတကယ်ရပါတယ်ခင်ဗျကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ပြပေးတော့မှာပဲဒီဘက်ကျွန်တော်တို့သွားမယ်ဆိုရင်ဒီမှာနိုင်ရင်5ခုရပါတယ်ဒီဘက်သွားမယ်ဆိုရင်ကျွန်တော်တို့3ခုပေါ့နော်အဲ့လိုလေးပြထားပါတယ်တူမှာပြထားတယ်ပေါ့နော်အဲ့လိုပတ်ဒီမှာကျွန်တော်ဆော့တာကတော့ဒီဟာတစ်ခုပဲပေါ့နော်ဆော့တာပေါ့နော်ကျွန်တော်လွယ်လေးဗျာဒီဟာဆော့တာကဒီရုပ်သွားတာကပေါ့နော်သွားပြောင်းခဏလေးဆော့ပြပြီးရင်ဒီမှာရလာတဲ့စက်ခုဆိုဒီမှာလောက်ရတာပေါ့နော်လဲရတာပေါ့နော်ပတ်စံနဲ့လဲလို့ရတယ်ဘလို့ကျွန်တော်ပြမယ်မဲဒီမှာလိုးပေါ်လေးပေါက်ရင်တခါတည်းထုတ်လို့ရပြီပေါ့နော်ဘလို့ထုတ်ရင်လည်းဘလို့အဲ့ဒီလိုးဘက်တစ်ခုခုဘလို့တို့မှာပေါက်သွားရင်ဒီဒါလွယ်ဤလေးနှိမ့်လဲပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီနေ့မှလာပေါ်လေးနဲ့မှတစ်ခုခုပေါ့နော်အဲ့ဒီမှာလာပေါ်လေးတစ်ခုနှိမ့်ပြီးဆို yes ဆိုပြီးနှိမ့်ပေးလိုက်ပါပြီးရင်ဘလို့ဒီကဝင်လိုက်ဒီမှာပေါ့နော်ကျွန်တော်ထုတ်ထားတာလေးပေါ်5ခု10ခု5ခုကျွန်တော်ပတ်စံနဲ့လဲထားတာတစ်ခုပဲရှိပါသေးတယ်ကျန်တဲ့ခါလေကျွန်တော်ဒီလိုလှည့်တဲ့ထဲမှာပေါက်ထားတာပေါ့နော်လိုပါလေအဲ့လိုလေးပါဆိုတော့တင်းနဲ့လှည့်တာကတော့အရင်မတောင်းသုံးနဲ့လှည့်တာလည်းကျွန်တော်မတန်သေးပါဘူးကျွန်တော်ဘိုးနေနဲ့900ဖြစ်စုလဲပါပြီးမှကျွန်တော်တို့ရားနဲ့လှည့်ပါပေါ့နော်ကျွန်တော်တို့ရားနဲ့လှည့်တာတန်တယ်ပေါ့နော်ရားနဲ့လိုးဘက်လေးတွေပုတ်တယ်ပေါ့နော်ကျွန်တော်ဆိုနှစ်ခါလှည့်တာနှစ်ခါလို့ကိုပုတ်သွားတယ်ပေါ့နော်ဒီမှာကြည့်ကျွန်တော်လှည့်ထားတာပြမယ်ဒီမှာကြည့်တစ်ခါလှည့်တာပုတ်ပြီနောက်တစ်ခါပြန်လှည့်တယ်အဲ့ဒါပုတ်သွားတယ်15ခုကိုပုတ်သွားတာပေါ့နော်အဲ့လိုလေးပေါ့နော်โอเคကိုကကျွန်တော်ဒီမှာခုပြမှာပေါ့နော်ရောက်တော့ပါမယ်ဟိုမှာဒီအဲ့လိုယူလိုက်ပါပြီးဒီမှာကျွန်တော်အောက်မှာကြည့်ပါ14ခုဖြစ်သွားပြီ14ခုယူလိုက်ဘလို့19ခုနဲ့ကျွန်တော်ပေါက်ပြပါမယ်โอเคဘာပေါ့မလဲလူပဲအိုး9000ကြီးပုတ်သွားပါတယ်ဒီမှာ2000ခွဲပေါက်ရင်တော့အရင်ကကောက်တဲ့လူလေးပေါ့နော်အဲ့တော့ပေါက်ရပါပဲလွယ်လေးပါ3ခုနဲ့လှည့်မယ်လူပဲပေါက်လိုက်စမ်းကွာအိုး5ခုပြန်ပေါက်ရ3ခုနဲ့လှည့်တော့ပြန်လှည့်မယ်3ခုနဲ့ဘယ်နှခုပေါက်မလဲ100ပဲကျန်အဲ့တော့3ခုပြန်လှည့်လိုက်တော့ပေါက်မလဲ100ပဲပေါက်โอเคအဲ့လိုလှည့်ရတာပေါ့နော်ကျွန်တော်လှည့်များတာကတော့ကျွန်တော်100နဲ့ပဲလှည့်များတာပါဟုတ်100နဲ့ပဲလှည့်များတာပါအောက်မှာလဲလာနေတယ်ပေါ့နော် event ဒီမှာဆိုရင်တို့လိုးဘက်တီးတက်ပေါ့နော်တို့ပေါ့ရလိုးဘက်ပဲပေါမယ်ပေါ့ဒါပေမဲ့ဒီမှာလှည့်တဲ့ဟာကိုတစ်ချက်ရှိုးပြီး9000တဲ့ဒါကြောင့်ကျွန်တော်မလှည့်တာပေါ့နော်ခုမှအစ်စ်လာတာပေါ့နော်ဟုတ်တယ်အဲ့လိုလေးပါလိုလေးပါဒီကေကလည်းပြီးရင်ဘိုးနဲ့ဒီကေမှာထုံးမယ်ဆိုရင်ဘိုးမှာဂေးပက်ရှိဖို့လိုပါတယ်ဂေးပက်ကြည့်ဖို့လိုပါတယ်ပြီးရင်ဒီ game မှာ30ရာခိုင်နှုန်းကနှုတ်ပါတယ်9ခုဆိုရင်ကျွန်တော်တို့3ခုလောက်ပဲရပါတယ်10ခုဆိုရင်9ခုလောက်ပဲရပါတယ်အဲ့လိုလေးပေါ့တွင်ရပါအဲ့လိုလေးရပါတယ်ဟုတ်ကဲ့ပါကျွန်တော် game pack လုပ်နေလေးပဲဒီဗီဒီယိုမှာအားလုံးပြောပြပေးသွားပါမယ်အဲ့တော့ Pro က9ခုထုတ်မယ်ဆိုရင်9ခုစီ game pack လုပ်ရပါမယ်အဲ့လို free donate လေးမှာလုပ်တဲ့ game pack လေးပါလွယ်လေးပါလုပ်တဲ့ဟာလေးโอเคကျွန်တော်လုပ်နေပြပြပေးကြပါမယ်အဲ့တော့ဘယ်လိုလုပ်မလဲဆိုတော့ကြီးစက်ထွက်လိုက်ပါပြီးရင်ကျွန်တော်တို့တရားရနေလဲပါကျွန်တော် YouTube ခုမှစလုပ်တာမလို့ကျွန်တော်လက်ကစခွင့်လေးနေပြီးအားပေးကြပါဦးလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါနောက်ရင်လည်းလိုဘောကြောက်ရည်အများကြီးတင်ပေးသွားပါမှာလိုဘောဗီဒီယိုလေးโอเคပြီးရင်ဒါလေးနေလဲပါမကောပြီနေလဲပါပြီးရင်ကျွန်တော်တို့ဒီမှာပေါ့နော်အဲ့ဒါနေလဲပါဂေးပက်လောက်မယ်ဆိုရင်ကျွန်တော်ဂေးပက်လောက်နေပြနေတာပါခုကတော့ပြင်ဒီမှာဒါလေးနှဲလိုက်ပါโอเคဒီနေ့ရောက်လာပါမယ်ရောက်လာဘိုးနဲ့ဒေါ်လေးကိုပြန်နှိမ့်လိုက်ပါပြင်ကျွန်တော်ပြတဲ့ဟာကိုပဲနှိမ့်ပေးပါဒီမှာလေးပေါ့နော် PASSEX ဆိုတာလေးပေါ့နော်အဲ့ဒါနဲ့နှိမ့်ပေးလိုက်ပါအဲ့ဒါနဲ့နည်းနည်းပုံဆွဲတာနဲ့အောက်ဆွဲတာနဲ့မှဆိုရင်ပေါ့နော်ဒီမှာကျတော့တို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်လုပ်ထားတဲ့ keypad တွေပြပါမယ်5ခု10ခု15ခု20 50 100ပြီးရင်1000ပြီးရင်90ရာထွန်း1000လောက်ထားပါတယ်အဲ့လို pro အနေနဲ့ထုံးမယ်ဆိုရင်5ခုလောက်ထားပါအဲ့လိုလေးပေါ့နော်ကျွန်တော်လုပ်ပြပါမယ်လုပ်မယ်ဆိုရင် pro အနေနဲ့ဒီမှာလေးပေါ့နော်ဒီလိုနေတယ်ပါပြီးရင် pro နဲ့ကြိုက်တဲ့နေ့တစ်ခုပေးလိုက်ပါကျွန်တော်ကတော့တဲ့လိုပဲရေးပါတော့မယ်ကျွန်တော်နဲ့ကြီးကိုပဲရေးလိုက်ပါမယ်ရေးလို့ရေးပြီး pro နဲ့ပုံလေးထည့်လို့ရတယ်ကျွန်တော်မထည့်ပြတော့ပါဘူးပြီးအောက်ကဟာလို့တစ်ချက်နဲ့လည်းပါနံပါတ်ပေးတာနဲ့ပြီးရင်အဲ့လိုကြီးဆိုတာလေးရလာပါတယ်မယ်အဲ့ဒါလေး
ကျွန်တော်တို့နှိပ်ပေးတယ်ပါဒီလိုနှိပ်ပေးတယ်ပါအဲ့နှိပ်ပေးဒီတော့ရောက်လာပါလိမ့်မယ်ပြင်တုပ်လေးကိုတက်ချက်နှိပ်တော့ပါပြင်ဟုတ်ပါရဲ့အဲ့ဒါနှိပ်လိုက်ရင်ဒီနေ့ရောက်လာမှာဖြစ်ပါတယ်ဒီနေ့ရောက်ရင်တက်ကားလေးဖွင့်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာလို့ပေါ့ကျွန်တော်တို့ကိုခုနထုံးမယ်9ခုထုံးမယ်ဆိုဒီမှာ9ရေးပေးပါကျွန်တော်တို့10ခုထုံးမယ်ဆို10ရေးပေးပါအဲ့မှာလို့ပေါ့အဲ့လိုရေးပေးရမှာပေါ့နော်ကျွန်တော်မရှိတယ်ပေါ့နော်ကျွန်တော်လုပ်ထားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့လို့အစမ်းနေကျွန်တော်မရှိဘူးမရှိတဲ့ကျွန်တော်တို့တရားတက်သေးလို့ပြရပါမှာ90ရာထုံး3သေး okay that's it okay ကျွန်တော်တို့ပြင်တက်သေးလိုက်ပါပြီပြင်ကျွန်တော်တို့နောက်ဘက်ပြန်ဆိုလိုက်ပါဘက်ပြန်ဆိုလိုက်ပါကျွန်တော်တို့ဒီနေ့တော့အဲ့ဒီမှာကြည့်လိုက်ကျွန်တော်တက်သေးဆိုပြီးဘောဆမပုံလိုက်ပါမယ်ဒီမှာကြီးမှာတက်သေးရပါပြီ okay အဲ့ဒီတက်သေးရရင်ဘလို့နေခုနကီးထဲမှာတက်သေးလိုဘက်ပုတ်သွားရင်လိုဘက်ဂေးပတ်နဲ့ထုတ်လိုက်ယူပါပဲဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျွန်တော်မှလည်းထုတ်ထားတာလည်းရှိပါတယ်ကျွန်တော်မှလိုဘက်ဘယ်နှခုရှိလဲဆိုခု18ခုရှိပါတယ်ဗျနော်အဲ့ဒီ18ခုမှာဘလို့နောက်ရင်ကျွန်တော်မှလိုဘက်လေးဝင်လာရင်လိုဘက်ရရင်ကျွန်တော်လည်းဗီဒီယိုပြန်တင်ပေးပါမယ်လိုဘက်ဝင်လာတယ်ပေါ့ဒီကဲတော့ရပါတယ်ဒါပေမဲ့ကျွန်တော်မှတော့ကိုမစောတာကတော့မဝင်လာသေးပါဘူးဘလို့လည်းစော့ကြည့်ပါရရင်တော့ကျွန်တော်ကမအောင်မရတယ်လို့ရေးပေးခဲ့ပါဟုတ်ကဲ့ပါအဲ့လိုကျေးဇူးတင်ပါတယ်โอเคဒီနေ့ဗီဒီယိုလေးကတော့ဒီလိုပါပဲအားလုံးပဲဘိုင်ဘိုင်ပါ